ကြက်သားနဲ့ကြော်မှာဖြစ်တဲ့အတွက်ပထမဆုံးကြက်သားကိုအတုံးလေးတုံးပြီးတော့ပဲငက်ပြားကြီးအကြည့်ရဲ့ဟင်းရွက်မှုန်ဝင်ထည့်ပြီးတော့အရာသာနေထားလိုက်ပါမယ်ဒီနံအနေနဲ့ကတော့မုံလောင်းဒီဘေဘီကွန်နဲ့ပဲစိမ်းကိုထည့်ကြော်မှာပါကြော်တဲ့အခါမှာအများစုကရှမ်းကျင်ကိုအသုံးပြုပြီးတော့ကြော်ပါတယ်ဒါပေမဲ့မုံညင်းစိမ့်ကျင်ကိုပို့ကြိုက်တဲ့အတွက်မုံညင်းစိမ့်ကျင်နဲ့ကြော်ပါမယ်အရင်ဆုံးမုံလောင်းတွေကိုအခွန်ချစ်ရေဆေးပြီးတော့တုံးသေးသေးလေးလှီထားပါမယ်ဘေဘီကွန်နဲ့ပဲစိမ်းကိုလည်းရေဆေးပြီးတော့အနေတော်လေးလှီးဖြတ်ထားပါမယ်ပဲစိမ်းကိုတော့ညှာချွေပြီးတော့ခက်တီးတီးလှီးထားပါတယ်ဒီနံလေးလှီးပြီးတော့ဆိုရင်တော့အခြားလူအားလေးပြင်ဆင်ပါမယ်ကြက်သွန်အဖြူဦးကြီးတစ်ဝက်ရဲ့ကြက်သွန်အနီ2ဦးရဲ့ကိုအခွန်ခွာရေဆေးပြီးတော့နှုတ်ဆင်းထားပါမယ်မျိုးသီးစိမ်းကိုကကြီးနဲ့ပပလေးညှက်ထားပါမယ်ဝက်ဥချောင်းကိုတော့တစ်စောင်းလေးပပလှီးထားပါမယ်သမင်းကြော်ဖို့အတွက်အကောင်းဆုံးကတော့ညသိပ်သမင်းပဲဖြစ်ပါတယ်။ဒါကြောင့်သမင်းကိုမနေ့ကကြိုးချက်ထားပါတယ်။သမင်းကိုမကြော်ခင်အရင်ဆုံးအရသာနေထားပါမယ်။ပဲငက်ပြားကြီးအကြီးထည့်ပါမယ်။ငက်ပြားကြီးထည့်ပါမယ်။ပဲငက်ပြားကြီးအနောက်အနှဲငယ်ထည့်ပါမယ်။စားထည့်ပါမယ်။ဟင်းရွက်မှုန်ထည့်ပါမယ်။စီနှဲငယ်ထည့်ပါမယ်။ပြီးရင်အကုန်လုံးတေချာလေးနှက်အောင်နှိထားလိုက်ပါမယ်။ဒီနေရာမှာတစ်ခုပြောပြချင်ပါတယ်။အဲ့ဒါတော့ထမင်းကြော်ကို8ရက်ရောက်မှရတာထည့်ပြီးတော့ကြော်တာထက်မကြော်ခင်ခုလိုမျိုးကြိုးနေထားတာပို့ပြီးတော့စားလို့ကောင်းစေပါတယ်ပြီးတော့ရင်ကြောက်နှလုံးကိုပကံနဲ့ဖောက်ထည့်ပြီးတော့ခလောက်ထားလိုက်ပါမယ်ခုထမင်းစားကြော်ပါမယ်ပထမဆုံး8ရက်ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်ဒီပူလာပြီဆိုရင်ကြက်သွန်အဖြူအနီလှီးထားထည့်ပါမယ်အင်းချက်ငရုတ်ဒီပုံကိုထမင်းစားဆုံးတစ်ဝက်စာလောက်ထည့်လိုက်ပါမယ်ပြီးသွားရင်တော့ကြက်သွန်ဖြူနီကျွတ်လာပြီးတော့ငရုတ်သီးမှုန့်အစိမ်းနဲ့ပြောက်သွားတဲ့အထိစီတက်ပေးပါမယ်ငရုတ်သီးမှုန့်အစိမ်းနဲ့ပြောက်ပြီးတော့အနည်းလေးမှုေးလာပြီဆိုရင်တော့အရသာနေထားတဲ့ကြက်သားကိုထည့်ပါမယ်ပြီးသွားရင်တော့ကြက်သားအပေါ်ကျော်လေးတင်းသွားတဲ့အထိ3မိနစ်လောက်ကြော်ပြီးလိုက်ပါမယ်ဒီတက်နေတော့မှပဲငရုတ်သီးစိမ့်ညှက်ထားတာကိုလည်းတစ်ခါလေးထည့်ပါမယ်ခုလိုမျိုးကြက်သားအပေါ်ကျော်လေးတင်းသွားတဲ့အထိစီတက်ပြီးသွားပြီဆိုရင်တော့တီးထားတဲ့ဝက်ဥချောင်းတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့အကုန်လုံးကိုတေချာလေးနှက်တော့မှွေပြီးတော့10မိနစ်လောက်ကြော်ပြီးပါမယ်10မိနစ်လောက်ကြော်ပြီးသွားပြီဆိုရင်တော့အသီးနှံနေထည့်ပါမယ်မာတဲ့မုံလောင်းနီနဲ့ပဲစိမ်းကိုထည့်ကြော်ပါမယ်ရတာအတွက်စားနေငယ်ထည့်ပါမယ်အင်းရွက်မှုန့်ထည့်ပါမယ်ပဲစိမ်းရဲ့မုံလောင်းတွေရဲ့နင်းငယ်လူးပြီဆိုရင်တော့ဘီဘီကွန်ကိုထည့်ပါမယ်။ရှမ်းကျင်ကြရင်ရှမ်းကျင်မကြိုက်ဘူးဆိုရင်မုံချင်းစိမ်းတွေကိုထည့်ပြီးတော့ကြော်ပါမယ်။အကုန်လုံးကိုတေချာနှက်အောင်မှွေကြော်ပြီးသွားပြီဆိုရင်တော့အိုးရဲ့တစ်ဖက်ကိုကတ်လိုက်ပါမယ်။ပြီးသွားရင်ခလောက်ထားတဲ့ကြက်ဥကိုထည့်လိုက်ပါမယ်။ကြက်ဥထည့်ပြီးချင်းချက်ချင်းမမှွေပါဘူး။မီးပူချိန်နဲ့ကြက်ဥကြက်အောင်လို့ခဏစောင့်ပါမယ်။ကျုပ်ကျက်စားပြုပြီဆိုတော့မှအကုန်လုံးရောပြီးတော့တမအောင်မှွေပြီးတော့ကြော်ပါမယ်ကျုပ်တွေတေချာလေးနှံ့သွားအောင်မှွေကြော်ပြီးသွားပြီဆိုရင်တော့ရတာနေထားတဲ့ထမင်းကိုထည့်လိုက်ပါမယ်ပြီးရင်တော့ထမင်းရဲ့အစာပလာတွေရဲ့အကုန်လုံးတေချာနှံ့သွားအောင်လို့မှွေပြီးတော့ကြော်ပြီးပါမယ်ထမင်းထည့်ပြီးသွားရင်တော့မီးရပြင်းပြင်းနဲ့ကြော်ပါမယ်မီးရပြင်းထားဖြစ်တဲ့အတွက်ထမင်းထည့်ပြီးသွားရင်တော့တောက်လျှောက်မှွေပြီးနေရပါမယ်အကုန်လုံးတေချာနှံ့သွားအောင်မှွေကြော်ပြီးလို့ထမင်းကြော်ကပေါက်အတန်လေးပြီးလာပြီဆိုရင်တော့မီးပိတ်လို့ရပါပြီမီးပိတ်ပြီးသွားပြီဆိုတော့မှမဆလာကိုကြိုက်တဲ့လောက်အထိထားထည့်လိုက်ပါမယ်မဆလာတော့ကလားလေးမဆလာကိုသုံးပြပါတယ်အဲလိုကိုကတရုတ်မဆလာတိုက်တယ်ဆိုလဲတရုတ်မဆလာသုံးပြနိုင်ပါတယ်ပြီးသွားပြီဆိုရင်အကုန်လုံးတေချာနှံ့သွားအောင်မှွေလိုက်ပါမယ်တေချာနှံ့အောင်မှွေပြီးသွားပြီဆိုရင်တော့ရတာအရင်ရှိတဲ့ပရှုထမင်းကြော်ကရပြီဖြစ်ပါတယ်ပရှုထမင်းကြော်ကြော်ပုံကြော်နည်းတွေကတော့တယောက်နဲ့တယောက်ငင်းငယ်ကွာနိုင်ပါတယ်ဒါပေမဲ့ပရှုထမင်းကြော်ရဲ့အဓိကအချက်ကတော့ချင်းဆက်နဲ့ထမင်းကြော်ကမဆလာနဲ့လေးမှုေးနေရပဲဖြစ်ပါတယ်တချို့ကကြော်နေနဲ့မှငရုတ်သီးမှုန့်တို့မဆလာတို့ထည့်ကြပါတယ်ဒါပေမဲ့ဒီနေ့ကြော်တဲ့နေ့မှာတော့ငရုတ်သီးမှုန့်ကိုအစိမ်းနဲ့မနှံအောင်လို့အရင်ဆုံးစီးတက်လိုက်တာဖြစ်ပါတယ်ချင်းရတာအတွက်ကတော့မုံချင်းစိမ်းတွေကိုအသုံးပြုပြီးတော့ထည့်ချိုထားပါတယ်နောက်ဆုံးမှာမဆလာလေးဖြူလိုက်ပြီးတော့
လုံးဝကိုပြည့်စုံတဲ့ပရှုထမင်းကြော်တစ်ပွဲကိုရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ပရှုထမင်းကြော်ကြိုက်တဲ့လူတွေလည်းဒီနေ့ကြော်ပြသွားတဲ့ပရှုထမင်းကြော်ကြော်နည်းလေးအတိုင်းအိမ်မှာကိုယ်တိုင်လွယ်လွယ်ကူကူလိုက်ကြော်စားနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးရတာရှိတဲ့ဟင်းချက်နီမုတ်လုံနည်းတွေကိုအပတ်စဉ်တနင်္လာဗုဒ္ဓခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye